안녕하세요. မင်္ဂလာပါ ကျွန်တော်တို့ဒီပေါ့နော် grammar တွေထဲမှာဒုတိယ grammar လေးကိုရောက်သွားပြီပေါ့နော် အဲ့တော့ဒုတိယ grammar လေးမှာဆိုလို့ရှိရင် best black guido hesta ဆိုတဲ့ grammar လေးပေါ့နော်တကူလုံးဖို့ဆုံးဖြတ်ထားတယ်ဆိုတဲ့ grammar လေးနော်အဲ့တော့ကျွန်တော်တို့ note ထဲမှာရှင်းပြပေးမယ်နော်အဲ့တော့ grammar ကကျွန်တော်တို့ဘာနဲ့ပေါင်းမလဲဆိုလို့ရှိရင်တော့ bad နဲ့တွဲမယ် action bad black guido hesta ပေါ့နော်အဲ့တော့အဓိပ္ပာယ်ဒီကျွန်တော်တို့ဖို့လုံထားတယ်ဆုံးဖြတ်ထားတယ်ဆိုတဲ့အနေထားလေးပေါ့နော်တခုခုလုပ်ဖို့ဆုံးဖြတ်ထားတယ်ဆိုတဲ့အနေအရာမှာဒီ guido ဟာဒါလေးကိုသုံးပါတယ်အဲ့တော့ဆုံးဖြတ်ချက်ချထားတဲ့အကြောင်းအရာတွေကိုပြောတဲ့အခါသုံးတာပေါ့နော်အဲ့တော့ example လေးကြည့်မယ် 내일부터 공부를 하기로 했다 တဲ့အဲ့တော့မနေ့ပြန်ကနေစပြီးတော့စလုပ်ဖို့ဆုံးဖြတ်ထားတယ်နော် 내일부터 မနေ့ပြန်ကနေစပြီးတော့ 공부하이다 စလုပ်သည်နော်အဲ့တော့ 공부를 하이다 စလုပ်သည်နော်အဲ့တော့ 공부를 하기로 했다 စလုပ်ဖို့ဆုံးဖြတ်ထားတယ်ဆိုတဲ့အနေထားလေးပေါ့နော်အဲ့တော့ကျွန်တော်တို့ textbook ထဲကဥပမာလေးကြည့်မယ်အဲ့တော့ဒီမှာtextbook ထဲကဥပမာလေးကြည့်မယ်ပေါ့နော်အဲ့တော့ 나는 이번 방학에 부모님과 같이 설화산에 여행을 가기로 했다. 맞아,했다, 너? ငါကတဲ့ဒီတစ်ပတ်ကျောင်းပိတ်ရက်မှာဆိုလို့ရှိရင်မိဘတွေနဲ့အတူတူစောရတောင်ကိုခီးသွားဖို့ဆုံးဖြတ်ထားတယ်နော်အဲ့တော့나는ဆိုတာငါက 이번 지적하고 방학ဆိုပိတ်ရက်ကျောင်းပိတ်ရက်နော် 방학에는ကျောင်းပိတ်ရက်မှာကတော့ 부모님과 미바리네 같이အတူတူနော် 설화산에 설화တောင်ကို 여행을 နော် ခီးကို가기로 했다 သွားမလို့ဆုံးဖြတ်ထားတယ်ဆိုတဲ့အနေဒါနော် နောက်တစ်ခုသွားမယ် 나우마 나는 내일부터 담배를 끊기로 했다. 나가 뭐노? 나가 맨날ပြန်ကနေစပြီးတော့ ဆေးလိပ်ကို ဖြတ်ဖို့ဆုံးဖြတ်ထားတယ်. နော် ဒီလိုမျိုးပြောထားတယ်. အဲ့တော့ကျွန်တော်ဥပမာလေးဆက်ပြောပေးမယ်. အဲ့တော့ကျွန်တော်ဒီမှာဥပမာလေးဆက်ပြောပေးမယ်နော်. ဒီမှာဆိုလို့ရှိရင် ဒီမှာ topic 5ကိုကျွန်တော် Korea လို့မယူတော့ topic 5ကိုရေးထားပြီးနော်. 저는 topic 5를 따면 선생님이 되기로 했다. 너? အဲ့တော့ဘာလဲဆိုလို့ရှိရင်တော့ ကျွန်တော်ကတော့ topic 5တာရခဲ့မယ်ဆိုလို့ရှိရင် နော် ဆရာမပြန်လုပ်ဖို့ဆုံးဖြတ်ထားတယ်နော် ဒီလိုမျိုးပေါ့နော် အဲ့တော့ 저는ကျွန်တော်ကဒီ topic 5ကို နော် ရသည်တာတာ အဲ့မှာ တာတာကကျွန်တော်တို့ဒီ native တွေပို့ပြီးတော့အသုံးများတယ်ပေါ့နော် တာတာအစားကိုကျွန်တော်တို့ကဒီ ဘာတာနဲ့လဲသုံးလို့ရတယ်ပေါ့နော် အဲ့တော့ဒီမှာကျွန်တော်နောက်ဒီဥပမာလေးကိုဆက်ပြောပြမယ်. 저는 topic 5를 받으면 선생님이 되기로 했어요. ပေါ့နော် ကျွန်တော်ကဒီ topic 5다ရခဲ့မယ်ဆိုရင် နော် ဒီ Korea ဆရာမ 한국어 선생님이 되기로 했어요. နော် Korea ဆရာမပြန်လုပ်မယ်လို့ဆုံးဖြတ်ထားတယ်နော် အဲ့တော့ပြန်လုပ်မယ် exam result ထွက်လာပြီဆိုလို့ရှိရင်ပေါ့နော် အဲ့တော့ တာတာကကျွန်တော်တို့ဘယ်အခြေအနေ သူ့ရဲ့အဓိပ္ပာယ်ကဘယ်လိုမျိုးလဲဆိုတော့ achievement တို့ result တို့ ဒီလိုမျိုးနေရာတွေမှာကျွန်တော်တို့အသုံးများပါတယ်. အဲ့တော့ သူကနော် ထားပါတော့ 수야게래ဆိုလို့ရှိရင်တော့ 생각했어요. နော် 수야게래 ဒီလိုမျိုးတွေမှာသုံးတယ်နော် အဲ့တော့ ကျွန်တော်တို့အခု grammar ကနော် guido hada နော် guido hada ဆိုတဲ့ grammar guido hada ဆိုတဲ့ grammar ဒီ decision ကိုချပြီးနော် ချတဲ့အခါ decision ထားတဲ့အခါနော် အဲ့လိုနေရာတွေမှာသုံးတယ် ချပြီးသွားပြီဆိုတဲ့အနေအထားတွေမှာသုံးတယ်ပေါ့နော် အဲ့တော့ဒီ grammar လေးက guido hada နော် အဓိပ္ပာယ်ကကျွန်တော်တို့ဒီတခုခုလုပ်ဖို့ဆုံးဖြတ်ထားတယ်ဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော် အဲ့တော့တခုခုလုပ်ဖို့ဆုံးဖြတ်ထားတယ် ဆုံးဖြတ်ချက်ချပြီးသွားတဲ့အခါမှာနော် အဲ့လိုမျိုးအခြေအနေတွေမှာသုံးပါတယ် နော် အဲ့တော့ကျွန်တော်ကဒီ textbook တွေကပေါ့နော် ဒီလိုစာတွေကိုကျွန်တော်ရိုက်ပြနေတဲ့အခါမှာ textbook ကဘာ textbook လဲ အရှိရဟာတွေအဆက်ဆက်မရှိတဲ့သူတွေကလာမေးနေမှာဆိုလို့ ကျွန်တော်ကဘာ textbook လဲဆိုပြီးတော့ပြန်ပြောပြပါမယ်. ကျွန်တော်အခုကဒီ topic အတွက်ပြောနေတဲ့ topic ကိုမှဒီ Haikyo Recipe စာအုပ်ကနေပြီးတော့မှဒီဟာအတွက်ဒီစာအုပ်နဲ့ပေါ့နော် knowledge sharing ပြန်လုပ်ပေးနေခြင်းဖြစ်ပါတယ်. အဲ့တော့2026 5လပိုင်းအတွက် topic အတွက် prepare လုပ်နေတဲ့သူတွေကျွန်မရဲ့ video လေးတွေကိုကြည့်ပြီးတော့နော် ပြင်ဆင်လို့ရပါတယ်. တခုခုသိချင်တာရှိရင်လည်းနော် comment မှာမေးသွားလို့ရပါတယ်ဆိုတာကိုပြောရင်းနဲ့အားလုံးပဲအဆင်ပြေကြပါစေ. 안녕